nhà mẹ miếng khăn cô mấy ngày ba đào rồi ở nhà đó ngọc đã mà nói rồi cũng như mấy thôi giờ lao mà lâu lâu đã qua na ra đấy em mà cái đi nè xem mà gì lúc lúc nhiều giờ ta về bộ ở qua giờ ta về nỉ lại rồi đó ở nhà đó ba la ba đấy mà lâu đấy ở qua đó na lại đấyအဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်မျိုးမှာသူတို့ဒီမှာဆိုင်ကယ်မဆန်းလို့ခြံထားခဲ့သူကလည်းအရက်သားပဲလို့ပြောတယ် ဟုတ်တယ်အရက်သား နေစားတစ်သောင်းပေးပြီးတော့ကိုစောထက်ကကောက်ခန်းနာလို့ပြောတယ်အရက် အဲ့လိုမဟုတ်ပါဘူးငါညအိတ်တဲ့ချိန်ကျရင်အဖို့မရှိလို့သူ့ကခေါ်လိုက်တာငါတို့အဲ့မှာပဲချက်ပြုတ်စားနေတာ သူကနေစားတစ်သောင်းပေးပြီးတော့အဲ့လို မပေးအောင်ငါတို့2ယောက်ရှိတယ်ခေါ်တာ အဲ့ဆိုခင်ဗျားတို့တော့ရတယ်ပေါ့ ငါအမှန်တမ်းပြောသူတို့တလားကို2သိန်းခွဲသမင်းပူပေးတယ် ဟော အဲ့လို2ယောက် တရက်တစ်သောင်းဒီမကြဘူးပေါ့ မကြောက်မကြောက်ဘူးကောင်းတော့ တရက်ကိုဟာလောက်ပါ9500အဲ့ခွန်း9500နောင်းလောက်ကြမှာပေါ့နော်အဲ့ပါဝိုင်းရင်ပေါ့ဟောဒါဆိုဒီကိုစောထက်ကကိုမနိုင်တော့အဲ့လိုမျိုးလာကပေးပြီးတော့ကောက်ခန်းထားတာမျိုးပဲပေါ့ အဲ့လိုလေသူကခိုင်းတာလားဟိုအထက်ကခိုင်းတာလားတော့ငါတို့ကအဲ့ဒါကြတဲ့စာမသိဘူးလေ အခုဟာက line ပေါ်မှာခင်ဗျားတို့ဒီအခွန်ဂိတ်ကို BNR ကခင်ဗျားအလုံးရင်းနဲ့ဝင်စည်းတယ်ဆိုပြီးတော့သတင်းထွက်နေနော်ကိုမင်းခိုင်ကိုယ်တိုင်ကြုံခဲ့ရတာပဲကျွန်တော်တို့ကဒီမှာတက်ကဒီကိစ္စတွေကိုခွင့်ပြုထားတာမျိုးလည်းမရှိဘူးပြီးတော့အင်အားအလုံးရင်းလာသူတို့4ယောက်ထဲလာ လာတော့4ယောက်တည်းပဲ အေးဒါတော့4ယောက်တည်းပြဿနာဖြစ်တဲ့အချိန်လဲဒီ4ယောက်တည်းပဲမဟုတ်လား ဟုတ်တယ် အေးဒီမှာကျွန်တော်မေးကြည့်တာကဒီပြဿနာတွေဖြစ်ရင်ကျွန်တော်စီကိုသတင်းရောက်လာတဲ့အချိန်ကျဒီကိစ္စကိုကရင်မှုခွင့်ပြုတာလားဘယ်တရင်ပါလာလဲမေးတော့ဘယ်တရင်မှမပါပဲဖြစ်နေနော်အဲ့ဒီမှာသူတို့4ယောက်ကိုဆက်သွယ်စုံစမ်းကြည့်တော့သူတို့ဘက်ကပြောတာဒီဟိုတနေ့ကသူတို့ကိုဒီခင်ဗျားတို့ကောက်နေတဲ့ရွာပေါ့နော်အဲ့ရွာနာကဆက်တဲ့ပြည်သူတယောက်ကနေပြီးသူတို့ကိုဒီမှာအချက်လက်ပေးပြီးတော့တိုင်ထားတာရှိတယ်နော်ပြောထားတဲ့အတန်ဖိုင်လဲသူတို့စကားနဲ့မဟုတ်ဘဲနဲ့တိုင်ထားတဲ့အချက်လက်ရှိလားဆိုတော့သူတို့ကကျွန်တော်ကိုပေးထားတာရှိအဲ့ထဲမှာပကဖတွေအရင်ကောက်တာကနော်သူတို့အိတ်ကထဲပဲထဲအများနေလို့ပါအဖကကိုဘာကိုကောက်တော့တာဆိုပြီးတော့အဲ့ရဲဘော်ပြောထားတဲ့ဟာလဲပါတယ်အဲ့ထဲမှာပေါ့နော်အဲ့လိုပါတယ်ပါတဲ့ခါမှာသူတို့ကိုမေးကြည့်တော့အခွန်ခဲ့ရလို့လဲတီးတန်ကြီးမဟုတ်ဘူးတဲ့ကိုကျွန်တော်တို့ရွာနာလေးမှာလာပြီးတော့အဲ့လိုကောက်တာပေါ့နော်အဲ့ဒီလေးကဆိုရင်သူတို့အဲ့ဒီမင်းတို့အချက်လက်ပေးတဲ့လူကိုဝေတော့ကောက်လိုက်တယ်ဆက်လက်မပေးလိုက်ဘူးလို့ပြောတယ်ဟုတ်လား ဟုတ်ပါတယ်ကို အခွန်စလေးလည်းပေးတာမဟုတ်ဘူး ဟုတ် ဒီတိုင်းပဲ အခွင့်မဲ့ကောက်လိုက်တာနည်း ပိုက်ဆံပဲကောက်လိုက်တာ နည်းဟုတ်တယ်အတမိုင်းပါတယ်ကိုအတမိုင်းဟောတခါတည်း အတမိုင်းနဲ့မှလည်းကိုနားထောင်ကြည့်ထားပါတယ်ဟုတ်ဒါပေမဲ့အခုဟာကဒီလိုမျိုးဖြစ်တဲ့ကိစ္စကဟိုမင်းတို့အနေနဲ့လည်းနောက်မဖြစ်စေချင်ဘူးပေါ့နော် ဟုတ် တက်ကနေပြီးတော့ဒီလိုလက်နဲ့ပြိပခဖြစ်သွားနိုင်တဲ့အနေအထားတွေပေါ့ဆမ်းပါတော့ဟိုခင်ဗျားတို့ကဒီပြဿနာဖြစ်သွားပြီကျွန်တော်သိချင်တာကသူတို့ကကျတော့သူတို့4ယောက်ထဲပဲဖြစ်တဲ့ကိစ္စလို့ကျွန်တော်ပြောထားတယ်ဒါပေမဲ့ကျွန်တော်ကခင်ဗျားကာယကံရှင်ကိုယ်တိုင်ပို့သိတယ်လေ4ယောက်ထဲပို့သလား4ယောက်ထဲပဲဆိုတာလားဆိုတာကိုကျွန်တော်ကသေချာသိချင်တာ ငါတို့ကတော့ပုံဝင်လင်းလင်းပြောတာ4ယောက်ပဲအဲ့ဒါ 4ယောက်ထဲသူတို့4ယောက်ထဲ 4ယောက်ပဲလေ โอเคအဲ့လောက်ဆိုရင်ရပြီခင်ဗျားနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ကဒီချက်ချင်းမဲ့ဒီလူကိုဘာမှမထိခိုက်စေနဲ့ခေါ်ခဲ့ပြီးတော့ကျွန်တော်ကသူတို့စကားနဲ့တင်အတိမယူခြင်းဘူးเนาะခင်ဗျားတို့အနေနဲ့ဟိုကိတ်ကိုလာတာကအလုံးရင်းနဲ့ဝင်လုံးလာလားဒီ4ယောက်ပဲတကယ်ဟုတ်သလားဆိုတာခင်ဗျားကိုယ်တိုင်ပြောတာကိုကျွန်တော်သိချင်လို့ဟောခိုင်းလိုက်တာလိုရင်းကတော့ဟိုကျန်တာကတော့ခင်ဗျားတို့ရဲ့ဒီသက်ဆိုင်ရာတာဝန်ရှိသူကျွန်တော်နာမည်တော့ကိုနန်းဝန်းပေါ့ကိုနန်းဝန်းကတော့ဆက်သွယ်ထားတယ်ခင်ဗျားကိုဘယ်ချိန်လာပြီးတော့လက်ခံယူမလဲဆိုတာကိုကျွန်တော်တို့ဆက်သွယ်အကြောင်းကြားထားတယ်။ဘာဖြစ်လို့အဲ့လိုလုပ်ရလဲဆိုတော့ခင်ဗျားကိုကျွန်တော်တို့ပြန်လှုပ်လိုက်တယ်နော်။ကျွန်တော်တို့ BNR နဲ့ခင်ဗျားတို့ဒီဟိုတစ်ဖက်ကြားထဲမှာပြဿနာရံပြီးပွားသွားစေနိုင်တဲ့အခြေအနေတွေနောက်တစ်ထပ်မဖြစ်အောင်။ဘာဖြစ်လို့ခင်ဗျားလမ်းမှာတစ်ခုခုဖြစ်ရင်ကျွန်တော်တို့ BNR ကဖမ်းကြတာပဲဆိုတာမျိုးကျွန်တော်တို့ကမဖြစ်ခံနိုင်ဘူး။အဲ့တော့ဒီမှာခင်ဗျားတို့ကောင်းကောင်းမွန်မွန်ကျွန်တော်တို့မတမ်းမရနဲ့ပြန်အမယ်ဟိုဘက်ကြမှာကိစ္စကကျွန်တော်တို့ဟိုစိတ်အေးရတယ်အဲ့ဒါကြောင့်အဲ့လိုဆက်သွယ်ထားတယ် ဒါညီလေးဟိုလိုအကိုတို့တောင်းဆိုချင်တာပေါ့နော် ဟုတ်ကဲ့
အခုတို့ကလည်းဟိုကအရင်ကတည်းကချစ်တဲ့တို့တွဲနေတာပဲဟိုနောက်ဆုံးတို့လည်းတည်နေတာပဲဒါနဲ့အခုကလေးတွေကစိတ်ပူနေမှာတကယ်လို့ဖြစ်နိုင်ရင်အခုနောက်ဆုံးနဲ့ပဲပြန်လိုက်သွား မဟုတ်ကျွန်တော်ရဲဘော်နဲ့တော့ကျွန်တော်ပြန်မလို့ခင်ဗျားတို့ဟိုဘက်ကယုံကြည်စိတ်ချရတဲ့လူနဲ့မှကျွန်တော်ပြန်ထည့်ပေးတယ်မပူနဲ့ခင်ဗျာဒီမှာနေတဲ့အချိန်လဲကောင်းကောင်းမွန်မွန်ပဲဖြစ်ကြမှာကျွန်တော်တို့အဲ့လိုစီးမဲ့ကမ်းမှမရှိ ဟိုတခါလေးတက်ပြီပေါ့ကျွန်တော်တို့ဒီသိသိလာတာ၄လက်လား၅လက်လားဆိုတော့အခုသူတို့ကိစ္စနေမှာ2လက်ဒီဇော်ထက်စီကနေမှာအရှိ